စားဦးသမျှအပယ်ပိုင်းနေတယ်မှာစားလို့အကောင်းဆုံးဆိုလို့ရှိရင်လေအပိုပြောတယ်လို့တောင်ထင်အောင်မယ်ဒီအစာပြေစာလေးစားလို့တုံးကတော့ခလေးလေးကိုကျွေးမှာဆိုပြီးရည်ရွယ်ပေမဲ့မေမေတို့ပါကတ်စားဖို့အတွက်အများကြီးလုပ်လိုက်ပါတယ်လုံနေလေးကလည်းအရန်ရိုးရှင်းပြီးတော့လွယ်ကူပါတယ်ခလေးလေးတွေမဟုတ်ဘဲနဲ့ဝိတ်ထိန်နေတဲ့လူတွေဆိုလို့ရှိရင်တော့မှဒီလိုမျိုးအချိုမများဘဲနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့ပစ္စည်းတွေပဲသုံးထားတာဖြစ်လို့ဝိတ်ထိန်တဲ့လူတွေပါလိုက်လို့စားကြည့်လို့ရပါတယ်နော်ဒီအပယ်ပိုင်းလေးအတွက်အောက်ကမုတ်သားလေးကိုတော့BLNကထုတ်ထားတဲ့ baby quick အုပ်လေးကိုအသုံးပြုထားပါတယ်။ပါဝင်ပစ္စည်းအချိုးစားတော့ဒီ caption မှာထည့်ပေးထားပါမယ်နော်။မေပိုးလေးကတော့တစ်နှစ်ကျော်ပြီဖြစ်တဲ့အတွက်အုံတကြားလေးအနှင်းငယ်ပါထည့်သုံးထားပါတယ်ရှင်။ဒီလုံနီးလေးကိုပဲလေတစ်နှစ်အောက်ကလေးတွေကိုကျွေးမယ်ဆိုလို့ရှိရင်တော့မေမေတို့ကဒီပန်းသီးလေးတွေကိုဒီလိုမစိတ်ဖဲနဲ့ပေါ့နော်။လန်တာလေးနဲ့ကြိတ်ပြီးတော့မှအပေါ်မှာခုနကကြက်ဥလေးနဲ့ရောပြီးတော့မှတင်ပေးလိုက်ပါနော်။မေပိုးလေးကတော့သွားတွေလည်းအများကြီးပေါက်နေပြီဖြစ်တဲ့အခါကျတော့သူဝါးစားနိုင်တဲ့အနေထားမလို့မေမေတီးရဒီတိုင်းအစိတ်ကလေးတွေပဲပပလှီးပြီးတော့တင်ပေးလိုက်တာဖြစ်ပါတယ်နော်။ကဲနောက်ဆုံးမှတော့အနံ့အရသာမှုန့်မွှေးလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့အပယ်ပိုင်းလေးကရပါပြီ။ဒီမုတ်လေးကိုအမြင်အားဖြင့်လည်းလှပြီးတော့စားကျင်စရာပိုကောင်းသွားအောင်လို့အိမ်မှာရှိတဲ့အသီးလေးရဲ့ BLN က cream cheese powder လေးနည်းနည်းဖြူပေးလိုက်လို့ရှိရင်တော့အနံ့ရောအရသာရောပြည့်စုံတဲ့အပယ်ပိုင်းလေးကရပါပြီနော်။လုံးမစားချင်ရင်နောက်တော့ရမှာမို့လို့အခုပဲလှုပ်စားလိုက်တော့နော်။